ကျေးဇူးတည်တတ်သောချင်းသေးနှင့်ကြက်ကလေးတစ်ခါကတောနက်ကြီးတစ်ခုထဲမှာအလွန်အင်အားကြီးမားတဲ့ချင်းသေးကြီးတစ်ကောင်ရှိပါတယ်။ဒီနေ့မှာတော့ချင်းသေးကြီးဟာတစ်ပင်ရိပ်အောက်မှာနှစ်ချိုက်စွာအိပ်ပျော်နေခဲ့တယ်။အဲ့ဒီအချိန်မှာကြက်ကလေးတစ်ကောင်ဟာမတော်တဆချင်းသေးကြီးရဲ့ကိုယ်ပေါ်ကိုတက်နှင်းမိပြီးဆော့ကစားမိသွားပါတယ်။အဲ့ရေးပြတ်သွားတဲ့ချင်းသေးကြီးဟာတောတထွက်ပြီးကြက်ကလေးကိုသူ့ရဲ့ခြေပွားကြီးနဲ့မြောက်ပြီးကြက်လေးကိုထုမလို့ကြက်ဟာတာကိုမြင်တော့ထွက်ပြေးလိုက်ပါတယ်။ဒီလောက်သေးငယ်တဲ့တတဝါလေးကငါရဲ့အိတ်ဆက်ချင်းကိုနှောက်ယှက်ရဲသလားအခုပဲမင်းကိုတက်ပြစ်မယ်လို့ချင်းသေးကြီးကဟိန်းဟောက်လိုက်ပါတယ်ကြက်ကလေးဟာအရန်ကြောက်လန့်သွားပြီးတုံတုံရင်ရင်နဲ့ထွက်ပြေးသွားပါတယ်အရှင်မင်းကြီးကျွန်တော်ကိုမတက်ပါနဲ့ခင်ဗျာကျွန်တော်ကိုတစ်ကြိမ်လောက်ချမ်းသာပေးပါတနေ့နေ့မှာကျွန်တော်အရှင်မင်းကြီးကိုပြန်ပြီးကျေးဇူးဆက်ပါမယ်လို့ပြောလိုက်ပါတယ်ချင်းသေးကြီးဟာကြက်ကလေးရဲ့စကားကိုကြားတော့ရေမောပြီးဒီလောက်သေးတဲ့ကြွက်ဟာငါ့ကိုဘလို့များကျေးဇူးဆက်နိုင်မှာလဲလို့တွေးမိပေမဲ့ချင်းသေးကြီးဟာကြက်ကိုကြည့်ပြီးတနာသွားတာကြောင့်လွတ်ပေးလိုက်ပါတယ်ရက်အနှဲငယ်ကြာတဲ့အခါမှာတော့မမျော်လင့်ပဲကြုံလာရတဲ့အခက်အခဲကြုံတွေ့နေရပါတယ်ချင်းသေးကြီးဟာမုတ်ဆိုးတွေထောင်ထားတဲ့ပိုက်ကွန်ထဲကိုမိသွားပါတော့ချင်းသေးကြီးဟာဘလို့ပဲရုန်းကန်နေပါစေပိုက်ကွန်ကပိုပြီးတင်းကျပ်လာပါတယ်ချင်းသေးကြီးဟာအကူညီမဲ့စွာနဲ့တောတစ်ခုလုံးဟိန်းဟောက်ပြီးအော်ဟစ်နေခဲ့တယ်အဲ့ဒီအော်တန်ကိုကြက်ကလေးကြားသွားပါတယ်ကြက်ကလေးဟာချင်းသေးကြီးစီကိုချက်ချင်းပြေးသွားပြီးသူ့ရဲ့ထက်မြက်တဲ့သွားလေးတွေနဲ့ပိုက်ကွန်ကြိုးတွေကိုတဆစီကိုက်ဖြတ်ပေးလိုက်ပါတယ်မကြခင်မှာပဲချင်းသေးကြီးဟာပိုက်ကွန်ထဲကနေလွတ်မြောက်သွားပါတော့တယ်ချင်းသေးကြီးဟာအန်တာဝမ်းတာဖြစ်သွားပြီးတင်းငယ်တဲ့တတဝါလေးတွေကလည်းကြီးမားရဲ့အကူအညီကိုပေးနိုင်ပါလားဆိုတာကိုနားလည်သွားပြီးကြက်ကလေးကိုကျေးဇူးတင်စကားပြောလိုက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးဟာခင်မင်းရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်ကျေးဇူးတည်တတ်ခြင်းလူတစ်ပါးရဲ့ကျေးဇူးကိုတည်တတ်ပြီးပြန်လဲကူညီခြင်းကမြင့်မြတ်တဲ့လုပ်ရဖြစ်ပါတယ်မိသူကိုမဆိုဘာလောက်ပဲသေးငယ်စေအင်အားတွေတော့အထင်မသေးသင့်ပါလူတိုင်းတွေကကိုစီစွမ်းဆောင်နိုင်စွမ်းရှိကြသည်